ဆရာမင်းဝင်နဲ့ဆရာမငွေတိုင်တို့ဘာသာပြန်ဆိုသည်ကဘာကျော်ဤစုပုံမြင်များအပိုင်းနဲ့လယ်သမားဦးနဲ့ညီတခါတော့လယ်သမားဦးတယောက်သည်စကြက်တစ်ခု၌ထိုင်ကသူ၏မိစားစားနေသည်ကိုစောင့်ကြပ်ကြည့်ရှုနေ၏ထို့ခိုက်လက်နက်ကင်လူစုတစုသည်သူတို့ထံအဖြည်းဖြည်းချင်းကပ်လာနေသည်ကိုရုတ်တရက်တွေ့ရှိရ၏သူသည်နေရာမှလျင်မြန်စွာထကာမိထံပါသူကပ်လျက်သူ့ကိုတေဆောင်၍ထွက်ပြေးပါရန်တောင်းပန်ပြောဆို၏သူကဆွေငါတို့သည်ထွက်ပြေးခြင်းမပြုပါကမူချပင်လူစုတို့လက်တွင်တို့ရောက်ပြီးတော့ဆို၏မိကထိတ်လန့်ခြင်းမပြုသခင်အကယ်၍ကျွန်တို့သည်သူတို့လက်တွင်သို့ရောက်ရှိသွားပါကယခုတဲ့လက်တွင်၌ရှိနေစဉ်တည်းပို၍လေးလံသောပစ္စည်းများကိုတည်ဆောင်ရမည်လောဟုအေးချစွာမေးမြန်း၏လယ်သမားကြီးကအဆွေတင့်ဖို့သူတို့လက်တွင်သို့ရောက်ရှိတော်လေကျွန်ုပ်လက်တွင်၌ရှိနေစဉ်တည်းလေးလံသောပစ္စည်းတို့ကိုပို၍ကတည်ဆောင်ရမည်မဟုတ်ပါဟုအမှန်တိုင်းဖြေကြ၏ထိုအခါမိကသခင်ဤသို့ဖြစ်ပါကကျွန်ုပ်အားထွက်ပြေးရန်မတိုက်တွန်းပါနှင့်သူတို့လက်တွင်သို့ရောက်တော်လေကျွန်ုပ်ဖို့ယူဘွားတဲ့ပူမူ၍ဆိုးဝါးလာမည်မဟုတ်သဖြင့်မှုလောက်เสียအကြောင်းမရှိပါဟုပြန်၍ပြောဆိုလိုက်နေ၏မြေဝေးလိမ့်မှာအခါတော့တောသလိဆန်အပေါင်းသည်ချင်းသိနှင့်နာမကျန်းဖြစ်သည်ဟု၍ချင်းသိမင်းနာမကျန်းဖြစ်သည်ဟု၍တရင်စကားကြားရလေ၏ဤတွင်မြေခွေးတစ်ကောင်မှလွဲ၍ကြံအားလုံးသည်ချင်းသိထံသူလူနာမေတွားရောက်ကြ၏မြေခွေးမူကားချင်းသိထံအလင်းမေကိုတွားရောက်ခြင်းမပြုပေထိုအကြောင်းကိုချင်းသိမင်းသိရှိသောအကြောင်းရင်းကိုစုံစမ်းရန်တောခွေးတစ်ကောင်ကိုဆေလွတ်လိုက်သည်တောခွေးသည်မြေခွေးထံလာရောက်၍အကြောင်းရင်းကိုစုံစမ်းမေးမြန်း၏ထိုအခါမြေခွေးကဆွေတောခွေးချင်းသိမင်းအားကျွန်ုပ်သည်အမြဲတစေယူသည်လေးမြတ်စွာစီကြောင်းပြောပြပါလော့ရှင်သည်ကျွန်ုပ်ဖို့မှာချင်းသိမင်းနာမကျန်းဖြစ်သည့်အတွက်ရခင်ကထပ်ပင်တိုး၍ယူသည်ခြင်းဖြစ်မိပါသေးသည်ဘဲကြောင့်ဆိုသောချင်းသိမင်းဤကိုမှာနာမကျန်းဖြစ်သည်ဆိုတော့လေသူ၏စိတ်မှာနာမကျန်းမဖြစ်ကြောင်းကိုကျွန်ုပ်ကောင်းစွာသတိပြုမိသောကြောင့်ဖြစ်ပါသည်ဟု၍ပြောကြ၏တောခွေးကလည်းဆွေမြေခွေးတင်းသည်တပည့်ကိုရည်ရွယ်ဤသို့ဆိုပါသည်ဟုမေးမြန်း၏ဤတွင်မြေခွေးကပြုံးလျက်ဆွေတောခွေးကျွန်ုပ်သည်ချင်းသိမင်းထံသူနာမီသွားသောတိရစ္ဆာန်တို့၏ခြေရာများကိုသတိထား၍ကြည့်ပါသည်ထိုအခါအသွားခြေရာတို့ကိုသာတွေ့သည်အပြန်ခြေရာတို့ကိုမူလုံးဝမတွေ့ရပါထို့ကြောင့်ကျွန်ုပ်သည်ချင်းသိမင်းထံသွားရောက်ခြင်းမပြုခဲ့ပါကျွန်ုပ်သည်တိယတလောက်မူချင်းသိမင်းသည်အကယ်နာမကျန်းဖြစ်သည်မဟုတ်တောလေ၍တားကောင်တို့ကိုပင်ပန်းစွာရှာဖွေစားတော့ခြင်းမပြုလိုပါသဖြင့်ဤသို့လီဆဲကသူ့ထံတားကောင်တို့အလိုလျောက်ရောက်ချီလာစေရန်ပြုမှုခြင်းသာဖြစ်ပေသည်ဟု၍ဖြေလိုက်လေယုံမသောဝင်ပလီတခါတော့ကလေးထိမိမတယောက်သည်တဲထန်စွာငိုကြွေးနေသောကလေးတဦးအားငိုတရန်ချုံမော့ရ၏သူသည်နီးမျိုးမျိုးဖြင့်ချုံမော့သည်သို့တော်ကလေးငယ်မှာအငုံမတိတ်ချေသူဖြင့်နောက်ဆုံးတွင်ကလေးငယ်ဟာငုံမတိတ်ပါကတကားပေါင်းကပစ်ချကဝင်ပလီစာကျွေးလိုက်မည်ဟူ၍ချင်းချောက်လေသည်ထိုချိန်တွင်ဝင်ပလီတကောင်သည်အိမ်ကားနီး၌အမှတ်မထင်ရောက်ရှိနေသည်ကလေးထိန်မိမ၏စကားကိုသူသည်ကောင်းစွာကြားလိုက်ရ၏သူသည်ထိုစကားကိုအကဲထင်မှတ်၍အိမ်နှင့်မနီးမွေးတရားမနေ၍ကလေးအားတကားပေါင်းမှပစ်ချမိခြင်းကိုစောင့်နေ၏ချိန်တန်ကြာသောကလေးသည်လည်းငိုကြွေးရမှမောပန်းသဖြင့်အိပ်ပျော်သွား၏ထိုကဝင်ပလီသည်အစာမစားရဘဲစားလောက်မွတ်သိပ်စွာဖြင့်သူနေထိုင်ရာတောအုပ်သို့ပြန်လာခဲ့ရလေသည်တောအုပ်သို့ရောက်သောအခါသူသည်မြေခွေးတစ်ကောင်၏တွေ့၏မြေခွေးလည်းလုံးမသာမရဖြင့်ပြန်လာသောဝင်ပလီအားဝင်ပလီအသင်ဘာဖြစ်လာသနည်းဘဲကြောင့်တင်ဒီယနေ့ညအဖို့နှလုံးမသာဖြစ်နေပါသနည်းဟုမေးမြန်းသည်ထိုကဝင်ပလီကမြေခွေးငါဒီကလေးလေးမိမတယောက်စကားကိုမမဲစွာယုံကြည်မိသဖြင့်ဤသို့စိတ်မချမ်းမြေခြင်းဖြစ်ရပေသည်ဟူ၍ပြန်ပြောလိုက်လေ၏တောဝဲနေမြေခွေးတနေ့တနိုင်တောဝဲတကောင်သည်သူ၏အဆွဲတို့ကိုတမိတ်တမိတ်၌ပုတ်တိုက်သွေးနေ၏
ထိုကမြေခွေးတစ်ကောင်သည်အနီးမှဖြတ်တန်းသွားရာတောဝက်ကိုတွေ့ရှိသည်မြေခွေးကတောဝက်အားရန်သူမရှိပါလဲနဲ့ဘဲကြောင့်အဆွဲတို့ကိုတွေးလျက်စစ်ပစ်နေပါသည်ဟုမေးမြန်းလေ၏ထိုကတောဝက်ကအဆွေမြေခွေးယခုခါငါနိုင်ရန်သူမရှိသည့်ကမှန်ပါသည်တွေ့ရတွင်မကြမီရန်သူရောက်ရှိလာပါကအစင်းလေးဖြစ်စေရန်ငါသည်အားလန်သောအချိန်တို့တွင်ဤကဲ့သို့အဆွဲသွေးခြင်းကိုပြုမှုပေသည်ဟူ၍ဖြေကြားလိုက်လေသည်မြေဝဲသူတခါတော့လူတစ်ယောက်သည်မိတကောင်ကိုဝယ်ရန်ဈေးသို့ရောက်ရှိလာ၏သူသည်မြေများရောက်ချနေရာသို့ရောက်သောအခါများစွာမိတို့ထဲမှအကောင်းဆုံးဟုထင်ရသောမိတကောင်ကိုရွေးချယ်လိုက်လေ၏ထို့နောက်သူကမိရောင်းသူအားအဆွေဤမိကိုကောင်းမကောင်းသိရှိရန်ကျွန်တော်အိမ်သို့ခေါ်ဆောင်သွားကစမ်းသပ်လိုပါသည်အကယ်၍ကောင်းမွန်သောမိဖြစ်နေပါကကျွန်တော်ဝယ်ယူပါမည်သို့သောမိဆိုဖြစ်နေပါမူကျွန်တော်ဝယ်ယူခြင်းမပြုနိုင်ပြန်လည်ပေးဖို့ပါမည်ဟု၍ပြောဆိုခွင့်တောင်း၏မိရောင်းသူလည်းတဘောတူကခွင့်ပြုလိုက်လေသည်ဤဝဲသူသည်မိကိုအိမ်သို့ခေါ်ဆောင်သွားပြီးလျှင်အခြားသောသူ၏မိတို့နှင့်အတူရော၍ထားလိုက်၏ဤတွင်ထိုမိသည်အနည်းရှိမိတို့ကိုတိကျစွာစူးစမ်းခဲ့ခဲ့သည်ထို့နောက်ထိုထဲမှအပြည့်ဆုံးနှင့်လောဘကြီးဆုံးဖြစ်သည့်မိကြီးတစ်ကောင်ထံချင်းကပ်မိဖွဲ့ကအတူရှင်နေ၏ထိုချင်းရာကိုမိဝဲသူမြင်းတွင်မိဝဲသူမြင်သည်တွင်မိကိုချစ်ချင်းမြေဆွဲကောကရောင်းသူထံပြန်ပြီးအနှံ့လေ၏ရောင်းသူသည်ထိုသူ၏အပြုအမူကိုနားမလည်နိုင်အောင်ဖြစ်သွားလေသည်ထိုကြောင့်သူကအဆွေမင်းကြောင့်ဤမိကိုမနစ်သက်ပါသည်စံတဲ့ကြည့်ပြီးပါလောဟု၏မေးမြန်းသည်ထိုကဝဲသူကအဆွေဤမိကိုကျွန်တော်အထွေထူးစမ်းတဲ့ရမလို့တော့ပါသူ၏အပေါင်းဖော်ကိုကြည်ချင်းအဖြစ်သူ၏သဘောစရိုက်တို့ကိုလည်းကျွန်တော်သိခဲ့ရပါပြီသူသည်ကျွန်တော်၏အိမ်မှာအပြင်းဆုံးလောဘအကြီးဆုံးပြင်းဆုံးနှင့်လောဘအကြီးဆုံးဖြစ်သောမြေစုနှင့်သာအပေါင်းအသင်းပြုပါသည်ထို့ကြောင့်သူသဘောစရိုက်မှာလည်းထိုအတိုင်းရှိမည်ဟုယုံမှားဖွယ်ရမရှိတော့ပါဟုပြန်လေပြောဆိုလိုက်လေ၏ချင်းတိနှင့်နထီတနေ့တနေ့လွန်တရာစုဖြူသောနထီတစ်ကောင်သည်စကြဲတစ်ခု၌အစာဆောင်းနေ၏ထိုနွားနှင့်မနီးဝေး၌ချင်းတိတစ်ကောင်ရှိလေ၏သူသည်နွားကိုဖဲ၍စားတော့ခြင်းနေ၏သို့သောသူသည်နထီကိုဖမ်းရန်ဝင်ပေအကြောင်းမူကားနထီ၌ချွန်မြသောဥကျိုတို့ရှိနေသဖြင့်သူအားခုခံဝိခတ်မိကိုစိုးရွံ့နေသောကြောင့်မိတို့ပင်ဖြစ်စေနထီကိုစားတော့လူသောဆန္ဒမှာကတားဆီးမိအားအလွန်ပြင်းပြနေ၏ထို့ကြောင့်သူသည်နထီထံပြည့်ရဖြင့်ချင်းကပ်ပြီးလျင်အဆွေခင်မုန်းဖွဲ့၏အဆွေနထီကျွန်ုပ်သည်အလွန်တရာခံညားတင့်တယ်ခြင်းနှင့်ပြည့်စုံနေသောတင့်ကိုမချီးကျူးပဲမနေနိုင်ပါအဆွေတင်ဦးကောင်းတို့သည်တင့်တယ်လှပါ၏ကိုလက်တို့မှလည်းတန်မာတောင့်တင်းလှပါပြီသို့တော့တင့်၌အပြည့်စိုးစရာတစ်ခုကရှိနေပါသည်ဤရာကအခြားမဟုတ်တင်ဦးကျိုတို့ပင်ဖြစ်ပါသည်တင်ဦးကျိုတို့သည်ကြည်ပြည့်တင့်တယ်ခြင်းလုံးဝမရှိပါအကယ်၍၎င်းတို့သာမရှိပါကတင်သည်ယခုထက်စံများစွာပို၍တင့်တယ်လှပေလိမ့်မည်ဟု၍ဆို၏နထီသည်အလုံးမိုင်မဲလှသည်ချင်းသေး၏စကားကိုနားယောင်ကသူ၏ဥကျူတို့ကိုဖျက်တောက်ပစ်လိုက်၏ထိုခဏ၌ပင်ချင်းသေးလည်းသူ့ကိုဖမ်းဆီးလေ၏ဤတွင်သူသည်ခုခံခြင်းမပြုနိုင်တော့ဘဲချင်းသေးအစာဖြစ်ရလေတော့၏ချင်းသေးနှင့်လေးသမားတခါတော့လေးသမားတစ်ယောက်သည်အမဲလိုက်ရန်အတွက်တောအုပ်တစ်ခုအတွင်းသို့ဝင်ရောက်သွား၏ထိုကချင်းသေးတစ်ကောင်မှလွှဲ၍တောတွင်းရှိကျန်တလိဆန်အားလုံးကြောက်လန့်စွာဖြင့်အဝေးသို့ထွက်ပြေးတိတ်ဆောင်သွားကြလေသည်ချင်းသေးမူကနိုင်ငံမြတိတ်ဆောင်ခြင်းမပြုလေးသမားနှင့်ရှင်ပြိုင်တိုက်ခတ်အံ့ဟူ၍ရင်ဆိုင်လာ၏လေးသမားလည်းချင်းသေးကိုမြားဖြင့်ပြစ်လိုက်၏သူပြစ်လိုက်ရင်းလည်းဟဲတရဝါမိုက်ဤရာသည်ငါဤစေတနာမှန်စေတမန်မျှသာဖြစ်လေသည်ခဏအတွင်းပင်သင်သည်ငါကိုယ်တိုင်ဤအစွမ်းကိုသိရအံ့ဟုကြုံဝါလိုက်၏လေးသမားပြစ်လိုက်သောမြားသည်ချင်းသေးကိုတက်မှတ်စွာထိမှန်သွား၏ချင်းသေးသည်ပြင်းထန်သောဝေဒနာကိုခံစားရသဖြင့်နေရာမှရုပ်ချီထွက်ပြေးသွား၏ထိုချင်းရာကိုညီကွေးတစ်ကောင်ကမြင်သဖြင့်အိုးချင်းသေးမင်းဘယ်ကြောင့်ထွက်ပြေးရသနည်းရင်ဆိုင်ရတာတိုက်ခိုက်ပါလောဟုဆို၏ထိုကချင်းသေးမင်းက
မြေခွေးငယ်ငါလေးသမားနဲ့တိုက်ခိုက်ရန်မတိုက်တွန်းပါနဲ့တော့ငါဒီသူ့ရမလုကင်းရန်ထွက်ပြေးမှဖြစ်ပါမည်အကြောင်းမူကားတွေးစေတဝန်ဖြစ်သောမြားငယ်သည်ပင်ဤမြအကြောင်းမဲ့ဖွယ်ကောင်းနေပါကသူကိုယ်တိုင်တိုက်ခိုက်မှုဆိုလျှင်အဘယ်ဆိုပွဲရှိနိုင်ပါတော့၏နီးဟု၍ပြန်လည်ပြောဆိုလိုက်လေသည်မြင်းနှင့်တရေရောကမြင်းနှကောင်သည်စကြဲတစ်ခု၌အစဉ်အစာစားလိရှိနေတွင်မူသူ့တန်သို့တရေတစ်ကောင်ရောက်ရှိလာပြီးလျှင်သူလည်းမြင်းစားသောစကြဲ၌စားလိုက်သည်ထိုမြတ်မကသူသည်မြင်းထက်ပင်မြေကောင်းတို့ကိုပိုး၍စားလိုက်သည်ဟုဆိုလာသည်အတိုင်းတရေသည်အသင့်တယ်ဆုံးသောနေရာကိုရွေးသည်ကောင်းဆုံးသောမြတ်တို့ကိုစားသည်ဤတွင်မင်းသည်တရေ၏ကျူးကျော်စော်ကားမှုကိုတွန်းလှန်လိုသဖြင့်လူတစ်ယောက်ထံသွားသည်သူဟာကုညီပါမိအကြောင်းကိုပြောဆို၏လူကလည်းစေတင့်ကိုဇကြုတ်တက်ပြီးနောက်တင်းကြောကုန်းပေါ်၌ကျွန်ုပ်ဟာတက်ရောက်စီးနေဝင်ပြုမှသာလေကျွန်ုပ်ကူညီနိုင်ပါမည်ဟုဆို၏မြင်းလည်းထိုချက်ကိုသဘောတူလိုက်ကြာမီလူနှင့်မြင်းတို့စူပေါင်းတိုက်ခိုက်လူသဖြင့်တရေသည်စကြက်မှထွက်ပြေးရလေ၏သို့တော့မြင်းဖို့ကတရေကိုအောင်မြင်စွာမောင်းထုတ်နိုင်ခဲ့တော်လဲဇကြုတ်တက်၏လူ၏စီးနေခြင်းကိုမှုအမြဲပင်ခံရရှာလေ၏ခွေးနှင့်ပေါင်းဝုံတနေ့လူတစ်ယောက်သည်ခွေးကိုက်ခံရ၏ဤတွင်မေယုတူသည်ထို့တန်သို့ချင်းကပ်လျက်အနာပြောက်ကင်းရန်ရှုံးစွာပေါမုတ်တစ်ဖက်ကိုယူ၍တရံကိုတို့ပါထို့နောက်ကိုက်တော့ခွေးအားထိုပေါမုတ်ကိုကျွေးပါလေဟုဆိုလာ၏ခွေးကိုက်ခံရသူလည်းအမေကိုစူတိုင်းပြု၏ထိုခါပညာရှိကြီးတို့သည်အနီးမှဖြတ်တန်းသွားလျာထိုချင်းရကိုမြင်လေကြိုးကြောင်တိလိုသဖြင့်ပညာရှိကြီးကမေးမြန်းစုံစမ်း၏ခွေးကိုက်ခံရသူကလည်းအမေကိုညွှန်ကြားချက်အရာအနာပြောက်ကင်းရန်ပြုလို့အကြောင်းပြောပြ၏ဤတွင်ပညာရှိကြီးကမေးမြန်းစုံစမ်း၏ခွေးကိုက်ခံရသူကလည်းအမေကိုညွှန်ကြားချက်အရာအနာပြောက်ကင်းရန်ပြုလို့အကြောင်းပြော၏ဤတွင်ပညာရှိကြီးကအဆွေဤနည်းကိုလှည့်ဝက်စာပြုလို့ရန်ကျွန်ုပ်တောင်းပန်ပါတယ်ကဲ၍ထိုအကြောင်းကိုမျိုးတွင်းရှိခွေးမြတ်သာကြားသိပါကထိုခွေးနီးသူပေါင်မှုကိုရရှိရန်ကျွန်ုပ်တို့အားလုံးကိုပါကြိုက်ခဲကြပြီတော့မည်ဟုဤတကားပြောဆိုလိုက်လေတော်ကြီးမိုင်တရားရုံးအခါတော်ကြီးတကောင်သည်မိမိကိုအလွန်ထင်ကြီးလျက်ရှိထို့ကြောင့်ငကိုရှိရင်ဖြစ်သောအမွေးနဲ့တို့ဖြင့်မယောင်ရဲနိုင်အောင်ဖြစ်နေတို့ဖြင့်သူသည်ဥတောင်းချိုးထဲမှဥတောင်းချိုးထဲမှကျွတ်ကြံရိခဲ့သည့်လှပသောအမွေးတောင်တို့ကိုစူဆောင်းကသူ၏ကိုယ်၌တက်ဆင်လိုက်၏ပြေးမှသူ၏ကိုယ်ဥတောင်းတို့နှင့်တူလှပြီးဟုထင်မဲ့၍၎င်းတို့ထံသွားရောက်၏ဥတောင်းတို့ထံသို့ရောက်တော့သူသည်လည်းဥတောင်းမင်းဖြစ်၏၎င်းတို့နှင့်အတူတကွနေထိုင်ရန်လာရောက်ကြောင်းပြောပြလေသည်သူရာတွင်ဥတောင်းတို့သည်သူ၏မူမမှန်သောဖြစ်ကိုသိကြပြီးဖြစ်သည်ထို့ကြောင့်သူကိုအပေါင်းဖော်မလုပ်သည့်ပြင်နှုတ်သည့်ဖြင့်ထိုးစိတ်လွတ်ကြ၏ခွေလွတ်ကြသည်ထိုကကြီးမိုက်သည်မိမိဇာတိဖြစ်သောကြီးတို့တည်းပြန်လာရလေသည်သူရာတွင်သူ၏ဖော်ကြီးတို့ကလည်းကိုအမျိုးကိုထင်မကြီးတပါးသောအမျိုးကိုမှထင်ကြီးသောကြီးမိုက်ကိုလက်မခံကြတော့နှင်ထုတ်လိုက်ကြလေ၏မြီးနှင့်ခွေတနေ့တ၌မြီးတစ်ကောင်နှင့်ခွေးတစ်ကောင်သည်ခရီးတစ်ခုကိုအတူသွားကြ၏အတန်ကြာသောသူတို့သည်လမ်းပေါ်၌အထုပ်တစ်ခုကိုတွေ့ရှိလေ၏မြည်သည်အထုပ်ကိုကောက်ယူ၍ဖြေကြည့်သောအခါစာများကိုတွေ့ရှိရ၏သူသည်ခွေးအားစာများကိုဖတ်ပြ၏စာထဲ၌ကမြည်တို့နှင့်တက်သောမူရောစပါးနှင့်မြတ်တို့အကြောင်းဖွဲ့နှင့်ရေးသားခြင်းများပါဝင်လေသည်ခွေးသည်စာကိုခဏကြာမျှတိတ်ဆိတ်စွာနားထောင်နေ၏သို့သောအချိန်တန်ကြာလာသောအခါ၌မူဆွေမီခြားစာများကိုလှန်လော်၍ဖတ်ပေါင်းလို့ထိုစာတို့၌အမဲတန်ငါနှင့်အယိုးတို့ကြောင့်ရေးသားထားချက်များပါလိမ့်မည်ထင်ပါသည်ဟုပြောဆို၏မိလဲစာများကိုလှန်လော်ကြည့်ရှု၍သို့သောခွေးတို့ကြိုက်နေတဲ့သည့်အမဲတန်ငါနှင့်အယိုးတို့ကြောင့်ဖော်ပြထားသည့်ကိုမူလုံးဝမတွေ့ရပေဤတွင်ခွေးကအဆွေမီ
ဤစာများကိုဖတ်ရှုနေဘာမျှအကြောင်းမထူအဝိတုသာဆွန့်လွတ်လိုက်ပါတော့ဟု၍ပြောဆိုလိုက်လေ၏မွေနှင့်ဖြူကောင်တခါတော့ဖြူတကောင်သည်မွေတို့နေထိုင်ရာတွင်းဝသို့တွားရောက်သည်သူအားမွေတွင်းတွင်အတူနေထိုင်ခွင့်ပြုပါမည်အကြောင်းတောင်းပန်ပြောဆို၏မွေတို့လည်းခွင့်ပြုလိုက်ကြ၏သို့သောတွင်းထဲသို့ဖြူတကောင်ဝင်ရောက်လာသည်နှင့်တပြိုင်နက်သူ၏ကိုယ်ရှိချွန်မြန်သောစူးမြင့်ကြောင့်မွေတို့မှာထိခိုက်နာကျင်ကုန်ကြ၏ဤတွင်မွေတို့ကတဆွေတင်းနှင့်ငါတို့အတူနေရမဖြစ်အခုပင်ငါတို့နေရာမှထွက်သွားပါလော့ဟုနေကြ၏တို့ကဖြူကောင်သည်ထွက်သွားခြင်းမပြုငါနှင့်အတူနေရမဖြစ်ပါကဤနေရာမှသင်တို့သာလျှင်ထွက်သွားငါတမူကနေရဖြစ်သည်ဖြင့်ဤနေရာမှထွက်ခွာမသွားနိုင်တော့ပါဟုပြန်လည်ပြောဆိုလိုက်သည်တို့၏ချုံတော်ဝင်ပလွေတရားရောခါဝင်ပလွေတကောင်သည်တို့၏တစ်ခုကိုခြုံလျက်တို့တစ်ခုတွင်သို့ဝင်ရောက်နေထိုင်ကနေ့စဉ်ပင်တို့များကိုကြိုက်တက်စားတော်၏ဤသို့ဖြင့်ကာလအတိုင်းကြာလာ၏တနေ့တွင်မူတို့ကြောင့်သားသည်ဝင်ပလွေ၏လှည့်စားမှုကိုသိရှိသွားလေသည်သူသည်ချက်ချင်းပင်ဝင်ပလွေကိုဖမ်း၍လက်ဘဲ၌ကျိုးတက်ပြီးလျှင်တစ်ပင်တစ်ပင်၌ဆွဲကထားလေသည်ဤချင်းရာကိုအခြားသူကြောင့်သားတို့တွေ့မြင်လေတော့အဖော်သူကြောင့်သားရေတင်ဒီဘက်ကြောင့်တင်းတို့ကိုဤသို့ပြုရပါသည်ဟုမေးမြန်းကြသည်သူကြောင့်သားကဤတော်ဝါမှာတို့အစ်စ်မဟုတ်တို့ဤကိုခြုံထားသောဝင်လေသာသည်ဟု၍ရှင်းလင်းပြောပြ၏ထိုကတောက်ကြောင့်သားအလုံးကပင်ဤသို့ဖြစ်ပါကတင်းဤစီရင်ချက်မှာတင့်မြတ်ပေစွာတကားဟုအညီညွတ်ထောက်ခံပြောဆိုကြ၏မြေခွေးနှင့်တဲရှင်ဒီနေ့နိုင်မုံစိုးသသသည်မြေခွေးတကောင်ကိုအမိဖမ်းရန်နောက်မှအပြင်းဖိ၍လိုက်လေသည်မြေခွေးလည်းထိတ်လန့်စွာဖြင့်အားကုန်ပြီးရမှတဲတစ်ခုရှိသို့ရောက်လာ၏ဤတွင်သူကတဲရှင်အားတဲတွင်၌ပုံအောင်ခွင့်ပြုပါရန်တောင်းပန်၍ပြောဆိုသည်တဲရှင်လီခွင့်ပြုလိုက်သည်မြေခွေးသည်တဲတောက်တနေရာတွင်ဝေရောက်ပုံအောင်နေထိုတွင်မုံစိုးတို့သည်တဲရှိသို့ရောက်ရှိလာကြ၏သူတို့ကတဲရှင်အားမြေခွေးကိုမြင်လိုက်ပါသလောဟုမေးမြန်းကြ၏တဲရှင်ကမိသည့်မြေခွေးကိုမှကျွန်ုပ်မမြင်လိုက်ပါဟု၍အတန်ကျဲစွာဖြင့်ဟစ်အော်ပြောဆို၏သို့တော့သူသည်မြေခွေးရှိရာတဲတောင်သူကလက်ညှိုးညွှန်၍ပြ၏ကံအားလျော်စွာပင်မုံစိုးတို့သည်တဲရှင်ညွှန်ပြသည်ကိုမြင်မိကြနေရာမှထွက်ခွာသွားကြ၏မုံစိုးတို့ထွက်ခွာသွားသည့်နေ့ပြန်နှင့်မြေခွေးသည်တဲတောင်မှထွက်လာသည်ဖြင့်တဲရှင်အားမိတို့များမဆိုဘဲထွက်ခွာသွား၏ဤတွင်တဲရှင်ကလန့်ခွန်လျက်ဤသို့ဆို၏ဟဲမြေခွေးမိုင်တင်ဒီတင့်အသက်ကိုကဲသူဟာနှုတ်ဆက်မသွားကျေးဇူးစကားမှမဆိုမသိအောင်ပြီး၍ထွက်ခွာသွားကြသည်တင်ဒီလွန်စွာကျေးဇူးကမ်းသောတော်ဝင်ဖြစ်သည်တကားထိုကမြေခွေးသည်တဲရှင်ကိုစူးစိုက်စွာကြည့်ပြီးလျင်ဆွေကျွန်ုပ်သည်ပုံနေစဉ်တင်ပြောသည့်စကားတို့ကိုဒါမှကတင့်လက်ညွှန်ပြသည်ကိုလည်းကောင်းစွာမြင်တွေ့ရပါသည်အကယ်၍တင်ပြောသည့်စကားနှင့်တင်းမူရာတို့သာကိုက်ညီပြီးဆိုပါကကျွန်ုပ်သည်ကျေးဇူးမဆိုဘဲမေးပါယခုမူကံကောင်းထောင်းမှလုံးသဖြင့်သာကျွန်ုပ်မှာအသက်ချမ်းသာရာရခဲ့ပါသည်ဟု၍ပြန်လည်ပြောဆိုလိုက်၏ဂျိုးနှင့်ပျော်စိတ်တရားရောအခါပျော်စိတ်တကောင်သည်ရေငတ်လှသဖြင့်ချောင်းတစ်ခုရှိရာသို့သွားရောက်သည်ချောင်းရိမ်မှကြည်လင်လှသည်သူသည်ဝမ်းသာအားရဖြင့်တောက်ရန်ဆင်းလိုက်၏အလွန်လျင်မြန်သောရည်စည်းတွင်မျောပါသွားလေ၏ထိုကချောင်းကန်းရှိတစ်ပင်တစ်ပင်၌ဂျိုးငှက်တကောင်သည်နားလျက်ရှိရာပျော်စိတ်ဖြစ်ရင်ကိုပျော်စိတ်ဤဖြစ်ရင်ကိုကောင်းစွာဖြင့်တွေ့မြင်ရလေသည်ဤတွင်သူသည်ပျော်စိတ်ကိုများစွာကိူနာတက်လာသဖြင့်တကိုင်းငင်တစ်ခုကိုနှုတ်သီးဖြင့်ချိုးဖဲ့လေရေထဲသို့ပစ်ချပေ၏ပျော်စိတ်လည်းထိုတကိုင်းငယ်ပဲသူတက်ရောက်ခါအသက်ဘေးမှချမ်းသာရာရရှိသွားလေ၏ဤသို့ဖြစ်၍များမကြမီပင်တနေ့တနေ့မူဆိုးတယောက်သည်ဂျိုးကိုဖမ်းယူရန်တောတွင်သို့ရောက်ရှိလာလေလူဒီထောင်ကျောက်ကိုထောင်လဲနေရာကောင်းတစ်ခုမှစောင့်နေဂျိုးလည်းထိုအကြောင်းကိုမသိဘဲထောင်ကျောက်နီးသို့ရောက်ရှိလာသည်ထိုအခါရခင်ပွဲစိတ်သည်အကြောင်းစုံကိုတွေ့မြင်သဖြင့်မုတ်ဆိုး၏ခြေဖနှောက်ကိုပြင်းထန်စွာကိုက်လိုက်၏မုတ်ဆိုးလည်းနာကျင်လာသဖြင့်လှုပ်ခနဲ့အော်ဟစ်မိသည်ဤတွင်ဂျိုးသည်မုတ်ဆိုး၏အတန်ကိုကြားလိုက်ရသဖြင့်ထိတ်လန့်နေကြဖြင့်ထောင်ကျောက်မှဝေးရရက်သို့ပြန်ပြေးလျာအသက်ဘေးမှချမ်းသာရာရရှိသွားလေသည်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအပိုင်းနှစ်ကိုဆက်လက်ဖတ်ရှုပေးပါမယ်ခင်ဗျာ
ကျွန်တော်ဤအမှားများကိုချွင်းချက်ဖြစ်နေခွင့်ပြုဖွင့်ပြပါနဲ့လို့ဒီရတယ်လူညွတ်တောင်းမှန်ပါတယ်ခင်ဗျာ